င်္ဂလာပါသေးရေကော်ရရှနေတူဆိုပါတယ်မင်းဒီခါမင်းပြပြပေးမှာကကြတော့အခုလိုပူအိုက်အတွက်နေရဒီမှာဘော်ဒီလိုရှင်းလေးမှုအတွက်အရန်ကိုစိတ်ညစ်နေပြီလားဘော်ဒီလိုရှင်းပုံမှာအသားရည်လေးကိုစိတ်ဝင်လွယ်တဲ့ဘော်ဒီလိုရှင်းလေးရရှာနေဆိုရင်မင်းကဒီပဇက်လင်းကနေမှထွက်ရှိထားတဲ့ဂလူတာဟိုင်ယာစီလေးနဲ့မင်းကမိတ်ဆက်ပေးခြင်းပါတယ်အခုမင်းပြပြပေးမှာကကြတော့ flawless body lotion လေးရယ် radiant body lotion လေးရယ်ဆိုပြီးတော့ဒီအတွင်းလေးကြောင်းပြပြပေးမှာပေါ့နော်ဒီအတွင်းလေးကမင်းလေးဘက်မှာအရန်အကြိုက်များတဲ့ body lotion တွေလေးပါဒီရွှေရောင်လေးဖြစ်တဲ့ flawless လေးကကြတော့သူထဲမှာ retinol ပါဝင်တဲ့ကြောင့်မလို့အသားရည်ပေါ်မှာရှိတဲ့ဆက်တွေလေးကိုဖယ်ရှားပေးပြီးတော့အသားရည်ကိုကြည်လင်လာစေရယ် UV ပါဝင်တဲ့ကြောင့်မလို့နေအောင်နာကနေကြာရောက်တဲ့ UVA UVB တွေကိုလည်းကာကွယ်ပေးနိုင်တယ်။ဆန်းရောင်လေးဖြစ်တဲ့ radiant lotion လေးကကြတော့သူထဲမှာ gluta glow ရယ် hyaluron ရယ်ပါဝင်တဲ့ကြောင့်မလို့ဗီတာမင် C ထက်10စားပို့ပြီးတော့10စားပို့ပြီးတော့အသားရည်တွေထိရောက်တဲ့အတွက်ကြောင့်မလို့အသားရည်ကိုပုံမကြည်လင်စေရယ်သူတို့ရဲ့ serum texture လေးကကြတော့သူက serum brush texture ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့လိမ့်လိုက်တာနဲ့ရေလိုမျိုးပဲပြုံးဝင်လွယ်ပြီးတော့အသားရည်စိတ်ဝင်လွယ်တဲ့ serum texture လေးပါ။ဒါလေးပဲလို့မင်းတို့ရဲ့ mentally မျိုးအရှိပဲချန်45နဲ့တယောက်ကိုဤတောင်မှရှိရဲ Korea Shop Cosmetic ဟောက်လေးကိုတတိယပြပါရှင်ကျေးဇူးတင်ပါတယ်